ငါတို့ကတော့ဒါ UN ပြည်သူတွေလိုမျိုးလမ်းပေါ်ထွက်ကပြစ်မှာသူတို့ကကတာလောက်ပဲကတာငါတို့ကဂျွန်းတွေပါထိုးပြစ်မှာဆိုပြီးတော့ပြောနေကြတဲ့ပြည်သူတွေလည်းအများကြီးရှိပါတယ်ဗောနော်အဲ့ကြားဖြတ်တွေကိုအမြင့်ပြတ်ချေမှုန်းဖို့ရှင်းလင်းဖို့အတွက်ကိုအဲ့နိုင်ငံရဲ့အစိုးရကိုတောင်းဆိုရမယ်ချိတ်ဆက်ပြီးတော့ပြောဆိုရမယ်ဆိုတဲ့ပုံစံမျိုးဒါပြောသွားတယ်တွေ့ရတယ်အဲ့တော့အဲ့အစိုးရကိုယ်တိုင်ကကြားဖြတ်နေမှာပါဝင်ပတ်သက်နေတဲ့ဆိုရင်ဘယ်လိုလုပ်မလဲဆိုတာတော့မပြောတတ်ဘူးဗောနော်မင်္ဂလာပါဒီနေ့ကတော့ match လာ8ရက်နေ့2026ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းသတင်း 2G ရှိတယ်ပေါ့နော်အဓိကတော့ကြားဖြတ်ကိစ္စနဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပါတယ်အဲ့ဒါကို American သမ္မတ Trump ကထူးထူးခြားခြားပုံစံမျိုးတက်လာတဲ့သတင်းပေါ့ဗျာအဲ့ဒါကို American သမ္မတ Trump ကလက်မှတ်ထိုးပြီးတော့ဒါကြေညာချက်ထုတ်လိုက်တယ်ဆိုတဲ့အကြောင်းအရာပေါ့လေနော်အဲ့ဥစ္စာနဲ့ပတ်သက်လို့ဒါဘာတွေဖြစ်လာနိုင်မလဲပေါ့နော်ဒါမရောက်နိုင်ပေါ့ဒါတချို့ပြည်သူတွေမျှော်လင့်နေကြရလဲရှိတာပေါ့လေနော်ဒီမြစ်တာတုံးပေါ့နော်အဲ့တော့ဒီလွန်ခဲ့တဲ့ရက်ပိုင်းမှာ FBI ကဒီကြားဖြတ်စင်တာတွေကိုပေါ့နော်ဓာတ်ပုံရိုက်လှမ်းကြည့်ဓာတ်ပုံရိုက်လှမ်းကြည့်တာပေါ့နော်လှမ်းကြည့်ထောက်လှမ်းနေတဲ့စုံစမ်းနေတဲ့ဒါမှတ်တမ်းဓာတ်ပုံတွေထုတ်ပြလာတာရှိတယ်ထိုင်းဘက်ချမ်းနေမြန်မာဘက်ချမ်းကိုကြည့်နေရပါလေနော်အဲ့တော့အဲ့ဥစ္စာနဲ့ပတ်သက်လို့ပေါ့နော်ဒါကျွန်တော်ရှေ့မှာလည်းပြောခဲ့ပြီးတယ်ဘာကြောင့်မလို့ဒီလိုမျိုးတွေထုတ်ပြန်လာတာလဲ FBI ဆိုတာကဒီလိုမျိုးပေါ်တင်ထုတ်ပြန်တဲ့အဖွဲ့အစည်းမဟုတ်တဲ့အပြင်ပေါ့နော်ဒါတူတူတိတ်တိတ်လှုပ်ဆောင်တာဖြစ်တဲ့အတွက်အခုလိုမျိုးထုတ်ပြန်တဲ့ရည်ရွယ်ချက်ကဘာလဲဆိုပြီးတော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်အဲ့တော့တိတ်မကြဘူးအဲ့လိုမျိုးထုတ်ပြန်ပြီးတိတ်မကြဘူးအခုဆိုရင်ဒါနောက်ထပ်တစ်မျိုးပုံစံမျိုးတစ်ဆင့်တက်လာတယ်ပေါ့နော်အဲ့တော့ဒါ American သမ္မတ Trump ကဒီကြားဖြတ်ကိုင်းနေအမြင့်ပြတ်ချေမှုန်းဖို့ဒါ executive order ကိုဒါmatch လ6ရက်နေ့ကလက်မှတ်ထိုးထုတ်ပြန်လိုက်တယ်ပေါ့နော်အဲ့တော့ကြားဖြတ်လက်ခံထားတဲ့နိုင်ငံတွေပေါ်မှာပို့ပြီးတော့ပိတ်ဆို့အရေးယူဖို့ပြက်ပြက်တသားအရေးယူဖို့နဲ့နောက်ဆက်တွဲအရေးယူမှုများစွာထပ်ပြီးတော့လှုပ်ဆောင်မှုဆိုတာတွေပါတယ်ပေါ့နော်အဲ့တော့ Trump ကဒီလိုမျိုးလှုပ်ဆောင်လာပြီဆိုရင်ဒီကြားဖြတ်လုပ်ငန်းတွေကိုလက်ခံထားတဲ့သူတွေတေချာပေါက်ဒါကြောက်တူးတုံမဲ့ကိစ္စမျိုးအနေထားမျိုးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလက်တလောအရေးကိစ္စကမ္ဘာအရေးကိစ္စတွေမှာကြည့်မယ်ဆိုရင်ကိုပဲTrump ကဒါသူပြောတဲ့ပုံစံမျိုးတွေသူလုပ်တဲ့ပုံစံမျိုးတွေကဘယ်သူမှမမျှော်လင့်ထားတဲ့ပုံစံမျိုးတွေအများကြီးပဲတွေ့ရလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့ဒီအခုလိုမျိုးလက်မှတ်ထိုးပြီးတော့ထုတ်ပြန်လာတယ်ဒီထဲတွေထဲမှာခုနလိုအချက်တွေပါလာတယ်ဆိုတဲ့ကဒီကြားဖြတ်နဲ့ဆက်ဆက်တဲ့သူတွေလက်ခံထားတဲ့သူတွေကာကွယ်ပေးထားတဲ့သူတွေအကျိုးမြတ်ရယူနေပါတယ်ဆိုတဲ့သူတွေအနေနဲ့ဒါခုနလိုဒါကြောချမ်းရမယ့်အဆင့်မျိုးဖြစ်လာပြီပေါ့နော်အဲ့တော့တစ်ဆင့်ပြီးတစ်ဆင့်တက်လာတဲ့သဘောကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကြားဖြတ်ငိုင်းတွေကိုစုံစမ်းစစ်ဆေးတာအပြင်အမြင့်ပြတ်ချေမှုန်းမှုတွေပါဒါတပါတဲ့လှုပ်ဆောင်မဲ့စီမံချက်တွေရေးဆွဲဖို့ဒါ Trump ကညွှန်ကြားလိုက်တယ်ပေါ့နော်အဲ့တော့စုံစမ်းတာတွေပြီးရင်ဒါခုနလိုအမြင့်ပြတ်ချေမှုန်းတာတွေကအစပါလာတော့မှာအဲ့တော့စုံစမ်းတဲ့အပိုင်းကတော့ရှေ့မှာဒါ FBI ကထုတ်ပြလာတယ်ရှိတယ်ပေါ့နော်ငါတို့မင်းတို့ကိုစုံစမ်းပြီးပါရင်ငါတို့သိတယ်ဒီနေရာမှာမင်းတို့ဓာတ်တွေလုံနေတယ်မင်းတို့ရက်မလားဆိုတဲ့ပုံစံမျိုးနဲ့ရည်ရွယ်ချက်တွေနဲ့ထုတ်ပြလာတဲ့ဓာတ်ပုံမှတ်တမ်းတွေကတော့ထွက်လာခဲ့ပြီးပြီအဲ့တော့ဒီအချက်လက်တွေငါတို့ရထားပြီဆိုတဲ့သဘောကိုတော့တွေ့ရတယ်အဲ့တော့နောက်ဆက်တွဲပေါ့နော်ဒါအမြင့်ဖြတ်ချေမှုန်းတဲ့ပုံစံမျိုးတွေကဘယ်လိုလုပ်လာမလဲဆိုတဲ့ဟာကတော့စိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့ American သမ္မတ Trump အမိန့်နဲ့ပေါ့နော် American နိုင်ငံသားရေးဝန်ကြီးကကြားဖြတ်များလက်ခံထားတဲ့နိုင်ငံများကို၎င်းတို့မြေပေါ်ရှိရာဇဝတ်ဂိုင်းများကိုအရေးယူဖို့သက်ဆိုင်ရာနိုင်ငံခြားအစိုးရများကိုတောင်းဆိုရမယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဗောနော်အဲ့ဒါပါလဲဆိုတော့ဒီကြားဖြတ်လုပ်ငန်းတွေရှိပါဆိုတဲ့နိုင်ငံတစ်ခုမှာဗောနော်အဲ့ကြားဖြတ်တွေကိုအမြင့်ပြတ်ချေမှုန်းဖို့ရှင်းလင်းဖို့အတွက်ကိုအဲ့နိုင်ငံရဲ့အစိုးရကိုတောင်းဆိုရမယ်ချိတ်ဆက်ပြီးတော့ပြောဆိုရမယ်ဆိုတဲ့ပုံစံမျိုးဒါပြောသွားတယ်တွေ့ရတယ်အဲ့တော့အဲ့အစိုးရကိုယ်တိုင်ကကြားဖြတ်နေမှာပါဝင်ပတ်သက်နေတဲ့ဆိုရင်ဘယ်လိုလုပ်မလဲဆိုတာတော့မပြောတတ်ဘူးဗောနော်အဓိကတော့ဒီကြားဖြတ်တွေကိုလက်ခံထားတဲ့ပြီးရင်ကာကွယ်ပေးထားတဲ့အကျိုးမြတ်ရယူပေးထားရဆိုပြီးတော့သူတို့လွှတ်တော်မှာကအစအတိလင်းနဲ့မြန်မာကိုဒါလက်ညှိုးထိုးပြောပြထားတာရှိတယ်ဗောနော်အဲ့တော့အခုဆိုလေဒါကြားဖြတ်လုပ်ငန်းတွေကိုနိုင်ငံခြားအစိုးရများကတဲဝိုက်ရေးထောက်ခံအားပေးထားပြီးဒါအရမလှူအားပေးခိုင်းစီမှုနဲ့လူကုန်ကူးမှုများဖန်တီးနေကြောင်းဆိုပြီးတော့ပြောဆိုထားတာလည်းတွေ့ရပါတယ်အဲ့တော့ဒီဥစ္စာကမသိစရာအကြောင်းတော့လည်းမရှိဘူးဗောနော်ဒါပေမဲ့ဒါကဒါတဆင့်တက်လာနေပြီအခုဆိုရင်ဒါနောက်ဆက်တွဲအရေးယူမှုတွေပြီးရင်အမြင့်ပြတ်ချေမှုန်းမှုနီလန်းတွေကအစပါဝင်တဲ့ဒါ action plan တစ်ခုကိုဆွဲနေပြီဆိုတဲ့ဟာမျိုးသိရတယ်ဗောနော်အဲ့တော့ American ကဘာကြောင့်အခုလိုမျိုးပြင်းပြင်းထန်ထန်ဖြစ်လာတာလဲဆိုရင်သူ့ပြည်သူတွေကကြားဖြတ်နဲ့ပတ်သက်လို့ပါတော့ဆုံးရှုံးရတဲ့ဒေါ်လာဘီလီယံပေါင်းဆိုရင်ဒါ17.5ဘီလီယံလောက်ရှိတယ်ဆိုပြီးတော့သိရတယ်ဒါကြောင့်ကြားဖြတ်တွေကိုအမြင့်ဖြတ်ချေမှုန်းဖို့အတွက်ဒီဇိုင်းမမတ်လှုပ်ဆောင်လာတာဖြစ်ပါတယ်တော့ဒီသတင်းကကြားဖြတ်ရှိတဲ့နိုင်ငံတွေကြားဖြတ်လက်ခံထားတဲ့အဖွဲ့အစည်းတွေကို American ကကြီးမားတဲ့ဖိအားပေးတော့မယ်ဆိုတဲ့သတင်းအချက်လက်ဖြစ်ပါတယ်ဒါပေမဲ့အခုချက်ချင်း sanction ချလိုက်တဲ့ပိတ်ဆို့လိုက်တဲ့အရေးယူလိုက်တဲ့ဖြည့်ရှင်းလိုက်တဲ့ဆိုတဲ့ပုံစံမျိုးတော့လည်းဖြစ်မနေဘူးပေါ့နော်ဒါပေမဲ့လည်းမြန်မာနိုင်ငံကတော့အချို့အရေးယူမှုတွေပိတ်ဆို့မှုတွေ sanction တွေကိုတော့ရှေ့ပိုင်းမှာကနေကပေါ်ပေါ်တည်တည်ခံစားနေရပြီဖြစ်တယ်ပြီးတော့မြန်မာနိုင်ငံမှာကြားဖြတ်နေအများကြီးရှိတဲ့အတွက်မင်းအွန်လိုင်းအနေနဲ့လည်းမျက်ခုံးလှုပ်ရှားအနေထားလို့ပြောရမယ်မင်းအွန်လိုင်းလို့နာမည်တက်ပြီးတော့မပြောပင်မဲ့တယ်ပေါ့နော်ဒါတော်တော်လေးတုံ့လောက်ရမယ့်အခြေအနေမျိုးကိုကြီးညာခဲ့တယ်လို့ပြောရမှာပါဘယ်အဖွဲ့တွေကိုဘယ်လိုထိုးချမလဲဆိုတာလည်းမင်းအွန်လိုင်းတယောက်စဉ်းစားနေလောက်ပြီပေါ့နော်ညဘက်တွေအိပ်ပျော်ပါမလားတော့မပြောတတ်ဘူးပေါ့နော်
အဲ့တော့မြန်မာနိုင်ငံကဒီကြားဖြန့်ကိုင်းနေမျက်စိကျစရာနိုင်ငံတစ်ခုဘာလို့ဖြစ်နေတာလဲပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်လို့လည်းကျွန်တော်ဆွေးနွေးကြည့်ရအောင်ပြောမယ်ဆိုရင်တော့ဒါမြန်မာနိုင်ငံအတွင်းမှာတည်တဲ့အတိုင်းပဲဒါလက်နက်ကင်ထားပါတယ်ဆိုတော့အဖွဲ့တွေကအများကြီးရှိတယ်ပေါ့နော်ဒါမင်းအောင်လှိုင်တို့လို့ဒါစစ်တပ်ရဲဆိုတာတွေအပြင်ကမှအခြားဒေါ်လာရင်းအဖွဲ့တွေပေါ့နော်လက်နက်ကင်ထားပါတယ်ဆိုတော့အဖွဲ့တွေကလည်းအများကြီးရှိတယ်အဲ့တော့တခြားသောလက်နက်ကင်အဖွဲ့အစည်းတွေလည်းရှိတာဖြစ်လို့အဖွဲ့တွေအများကြီးလို့ပြောရမှာပေါ့နော်အဲ့တော့ဒါကကြားဖြန့်နေနေပေါ့နော်ဒီတစ်ဖွဲ့နဲ့ညှိနှိုင်းလို့အဆင်မပြေနောက်တစ်ဖွဲ့နဲ့ညှိနှိုင်းလို့အဆင်ပြေဖို့အခွင့်အရေးရနိုင်တဲ့အနေအထားရှိပါတယ်ညှိနှိုင်းပြီးလုပ်လို့ရတဲ့သဘောပေါ့ဗျာအဲ့တော့အဖွဲ့အားလုံးကသဘောထားတစ်ခုတည်းရှိနေတဲ့ပုံစံမျိုးဖြစ်မနေဘူးပေါ့နော်နောက်တစ်ခုကတော့နေဆက်ဒေတာတွေကတည်ငြိမ်မှုမရှိဘူးပြောမယ်ဆိုရင်ထိန်းချုပ်မှုအားနည်းတဲ့အလွယ်တကူဝင်ထွက်သွားလာလှုပ်ဆောင်နိုင်တဲ့အခွင့်အရေးတွေအများကြီးရှိတယ်ဒါကြားဖြန့်နေအတွက်ကောင်းမွန်တဲ့အချက်တွေပေါ့နော်ပြီးတော့ဒါဒေတာအုပ်ချုပ်ရေးအမျိုးမျိုးရှိတယ်အဖွဲ့တွေများတော့နီးလန်းတွေကလည်းမတူညီကြဘူးအချို့အဖွဲ့တွေကပိတ်ထားမယ်ဆိုရင်တော့မှအချို့အဖွဲ့တွေကလည်းခေါ်သွင်းလာတာမျိုးလှုပ်ဆောင်လာနိုင်တယ်အဲ့တော့ဒီလိုအခြေအနေကြောင့်မလို့ကြားဖြန့်နေအတွက်ပေါ့နော်ဒါမြန်မာနိုင်ငံကအခုလိုတရားမဝင်လုပ်ငန်းတွေလုပ်ဖို့အတွက်မျက်စိကျရတဲ့နိုင်ငံတစ်ခုဖြစ်လာစေတယ်အရင်တော့ကကြားဖြန့်အများစုကတရုတ်မှာပဲရှိတာဖြစ်တယ်ဒါပေမဲ့တရုတ်ကဒီကြားဖြန့်နဲ့ပတ်သက်လို့ပြင်းပြင်းထန်ထန်တားဆီးတာတွေပိတ်ပင်တာတွေဖမ်းဆီးတာတွေလှုပ်ဆောင်လာပြီးတဲ့နောက်မှာဒီကြားဖြန့်ကိုင်းတွေကအခြားနိုင်ငံတွေကိုပြောင်းရွှေ့ပြီးတော့ဒီ online ငွေလိမ်မှုကိစ္စတွေကိုဆက်ပြီးတော့လုပ်ကြတယ်ပြောင်းရွှေ့ကြတယ်အထူးသဖြင့်မြန်မာကမ္ဘောဒီးယားလာအိုဒီလိုမျိုးနိုင်ငံတွေကိုအများဆုံးရွှေ့ပြောင်းကြတဲ့အပြင်ကမှအခြားသောနိုင်ငံတွေမှာလည်းအနည်းနဲ့အများတော့ရှိကြတာဖြစ်ပါတယ်ပြီးတော့မြန်မာကိုအများဆုံးရွေးချယ်ရတဲ့အချက်ထဲမှာလူကုန်ကူးမှုလွယ်ကူတဲ့အချက်တစ်ခုလည်းပါတယ်အဓိကတော့စီးပွားရေးကြက်တဲတာတွေအခြေခံလူစန်းစားများတာတွေအသိပညာဘူးသူရနောက်ကျတာတွေပေါ့နော်ဒီလိုမျိုးကိစ္စရက်တွေကြောင်းမလို့ပေါ့နော်အဲ့တော့တည့်ရတဲ့အတိုင်းပဲစီးပွားရေးခက်ခဲပြီဆိုကနေကငွေကြေးရမဲ့လုပ်ငန်းမျိုးတွေကိုရှာဖွေတတ်ကြတယ်အလုပ်တွေလျှောက်တာမျိုးတွေလည်းရှိကြတယ်အဲ့လိုအနေအထားမျိုးတွေကဒီကြားဖြန့်တွေအတွက်အခွင့်အရေးပေါ့နော်လိမ်လည်ဖို့လူကုန်ကူးဖို့အတွက်အခွင့်အရေးတွေရသွားစေတယ်ပြီးတော့သူတို့ရဲ့လိမ်လည်မှုတွေကတကယ့်ကိုအစင်တန်းမြင့်မြင့်ပုံစံမျိုးနဲ့လိမ်လည်တာစနစ်တကျပုံစံမျိုးနဲ့လိမ်လည်တာဖြစ်လို့ပေါ့နော်တုံတန်ယုံသတိမထားမိတဲ့သူတော်တော်များများကလိမ်ခံရနိုင်ခြင်းရှိတယ်ပြီးတော့ဒီကြားဖြန့်နေမှာအလုပ်သမားဖြစ်ပါဝင်ပေးနေရပါဆိုတဲ့လူတွေတောင်မှပဲပေါ့နော်အဲ့လူတွေကသူတို့ဒီလိန်တဲ့အလုပ်တွေကိုလုံးနေမှန်းတော့မသိအောင်ဒီကောင်တွေကစီစဉ်ထားနိုင်တယ်တယောက်နဲ့တယောက်မတူဘူးပေါ့ဗျာသူလောက်ရမယ့်တာဝန်နောက်တစ်ယောက်လောက်ရမယ့်တာဝန်နောက်တစ်ယောက်လောက်ရမယ့်တာဝန်အဲ့ဒါတွေကိုတာဝန်တွေခွဲခြားထားတာဖြစ်တဲ့အတွက်အဲ့လူတွေကိုယ်တိုင်ကငါတို့ကဒီလိန်တဲ့အလုပ်တွေကိုလုပ်နေတာပါလားဆိုတဲ့အသည့်တောင်မှမရှိဘူးအဲ့လိုပုံစံမျိုးဖြစ်အောင်ကိုဒါသူတို့ကစနစ်တကျစီစဉ်ထားတာတွေရှိတယ်အဲ့တော့လူကုန်ကူးဖို့အတွက်ပြစ်မှတ်ထားခံရတဲ့နိုင်ငံတွေဖြစ်တဲ့မြန်မာထိုင်းလာအိုဗီယက်နမ်အင်ဒိုနီးရှားဒီလိုမျိုးနိုင်ငံတွေမှာဒါအလုပ်ကောင်းနေပေးမယ်လစာကောင်းနေရမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါမလုံးပေးပြီးတော့မြားခေါ်တာတွေလိန်လဲတာတွေစီးယုံတာတွေဒါမျိုးတွေလုပ်ကြတယ်ပြီးတာနဲ့လူကုန်ကူးတယ်ပြီးရင်လိန်လဲမှုတွေလုပ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ဒီစစ်ကောင်စီကလည်းကြားဖြန့်မယ်တကယ်ပြောတာအဲ့ကျွန်တော်ခုမှစဉ်းစားမိတာပေါ့နော်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကလည်းဒီကြားဖြန့်ပုံစံမျိုးနဲ့အလုပ်လုပ်တာရှိတယ်အဲ့ဒါကဒီလူငယ်တွေကိုပါစလုပ်ခိုင်းတာပေါ့နော်အဲ့ဥစ္စာကလည်းကြားဖြန့်သဘောနဲ့သွားဆင်တယ်ဘာကြောင့်လဲဆိုတော့စစ်တပ်နဲ့ရင်းနှီးတဲ့သူတွေဆက်တဲ့သူတွေပေါ့နော်အဲ့လူတွေကလူရှာပေးတယ်ပြီးရင်ဒီစစ်တပ်ကိုအပ်ပေးတယ်စစ်တပ်ကပတ်စံပေးရင်လည်းပေးမယ်မပေးရင်လည်းသူတို့ကိုတာဝန်တရက်ပေးပြီးတော့ခိုင်းတာမျိုးမလုံးပေးပြီးခိုင်းတာမျိုးတွေလုပ်တယ်ပေါ့နော်အဓိကတော့ဒီစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်ပါတယ်ဆိုတော့ဟိုတလောကတည်းကဒါကျွန်တော်သတင်းတစ်ခုကြားလိုက်တယ်ပေါ့နော်ဒီကားဆွဲတဲ့သူတယောက်ကပေါ့နော်ကားလိုင်းဆွဲတဲ့သူတယောက်ကသူ့စီမှာစပယာလိုပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါအလုပ်သမားတွေခေါ်တယ်ပြီးရနဲ့ဒါလူကုန်ကူးခံရတယ်လူကုန်ကူးခံရတယ်ဆိုတာတခြားဒီကြားဖြန့်ကိုကူးတာမဟုတ်ဘူးစစ်တပ်ထဲကိုထည့်ပြတာပေါ့နော်စစ်တပ်အတွက်လူသစ်စုပေးတာအဲ့လိုပုံစံမျိုးနဲ့လုပ်နေတဲ့ဟာတွေလည်းရှိတယ်ပြောမယ်ဆိုရင်တော့တရုတ်စာတင်တဲ့ဂျပန်စာတင်တဲ့အိမ်အလုပ်ကားစပယာပြီးရင်စပွဲတို့စသဖြင့်ပေါ့ဗျာခေါင်းစဉ်မျိုးစုံနဲ့လူခေါ်တာတွေလုပ်တယ်အဲ့တော့သူတို့ကပတ်စံနဲ့များပြီးတော့ခေါ်တာဖြစ်တယ်ပေါ့နော်အဓိကတော့အလောက်ကင်ခွင်လန်းတွေအတွက်ခေါ်တာဖြစ်တဲ့အတွက်သွားတဲ့သူတွေကလည်းသွားကြတယ်ဘာကြောင့်လဲဆိုတော့ခက်ခဲကြတယ်ကြက်တဲကြတယ်လေနော်ကားစပယာဆိုလဲလှုပ်လိုက်မယ်ကွာစပွဲတို့ဆိုလဲလှုပ်လိုက်မယ်ကွာဟာဂျပန်စာတင်ပြီးဂျပန်သွားမယ်ကွာတရုတ်စာတင်ပြီးတရုတ်သွားမယ်ကွာဆိုတဲ့ပုံစံမျိုးတွေနဲ့သွားကြတဲ့သူတွေလည်းရှိတယ်အဲ့လိုလူတွေကိုစုဆောင်းပြီးတော့စစ်တပ်ထဲကိုပို့စစ်တပ်ကမှပြီးရင်ဒါပါစာလုပ်ခိုင်းတယ်ပြီးတာနဲ့စစ်တိုက်ခိုင်းတယ်ပေါ့နော်ရှေ့တန်းလွှတ်တယ်အဲ့လိုပုံစံမျိုးအဲ့တော့ကြားဖြန့်ပုံစံပဲကြားဖြန့်နဲ့ဘာကွာသားလဲဆိုတော့ကြားဖြန့်ကတော့ online လိမ်လည်မှုတွေကိုအဓိကလုပ်တယ်စစ်ကောင်စီကတော့စစ်တိုက်ခိုင်းတယ်ဒါပဲကွာတယ်အဓိကစစ်ကောင်စီလည်းကြားဖြန့်ပဲပြောမယ်ဆိုသူတို့ကအကြီးစားလို့တောင်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြီးတော့ဒါမြန်မာနိုင်ငံနယ်စပ်တွေမှာဒါကာစီနိုယုံတွေစီးပွားရေးဇုံတွေတရုတ်စာတွေအများကြီးရှိတယ်အဲ့တော့အဲ့ဟာတွေနဲ့ဒါသူကဒီခုနကကြားဖြန့်တွေကရောချလို့ရတာဖြစ်တဲ့အတွက်တချို့ကာစီနိုယုံတွေဆိုရင်သူကကြားဖြန့်လုပ်ဖို့တက်ပဲဟန်ပြပြီးတော့စောက်လုပ်ထားတယ်လို့တော့သိရတယ်ပေါ့နော်အဲ့တော့အဲ့ဟာတွေကလည်းတော်တော်ဆိုးရတဲ့အနေအထားရှိပါတယ်အဲ့တော့ဒီအချက်တွေကကြားဖြန့်ကိုင်းနေမြန်မာနိုင်ငံကိုမျက်စိကျရတဲ့အချက်တွေဖြစ်တယ်ကြားဖြန့်လုပ်ဖို့ညီနိုင်ရလွယ်ကူတဲ့ငွေရရင်ဘာမှမဆိုလုပ်တဲ့စစ်ကောင်စီစစ်ဗိုလ်ချုပ်တွေရှိလို့လေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပေါ့နော်အဲ့
အဲ့တော့ကြားဖြတ်လုပ်ငန်းကဘာကြောင့်မလို့အရန်ကိုတွင်တွင်ကြဲကြဲပုံစံမျိုးဖြစ်နေတာလဲကြားဖြတ်လုပ်ငန်းလုပ်နေတဲ့သူတွေကတရက်ဝင်ငွေဘယ်လောက်ထိရတယ်လဲဆိုတဲ့ဟာတွေကလည်းစိတ်ဝင်စားစရာကောင်းပါတယ်အဲ့တော့မိဘပြည်သူတွေအနေနဲ့လက်ရှိအခြေအနေလက်ရှိခေတ်အနေထားလက်ရှိကုန်စည်နှုန်းတွေရပါတော့တရက်ဝင်ငွေဘယ်လောက်ရှိပါသလဲပေါ့နော်တရက်ဝင်ငွေရဖို့ကျွန်တော်မိဘပြည်သူတွေဘယ်လောက်ထိပင်ပင်ပန်းပန်းလှုပ်ဆောင်ရသလဲမိဘပြည်သူတွေပင်ပင်ပန်းပန်းအသက်ထွက်မတက်လှုပ်လို့ရတဲ့ဝင်ငွေပမာဏကအခြားသူတွေရဲ့ငွေကြေးကိုလွယ်လွယ်ကူကူလိမ်ယူနေတဲ့ကြားဖြတ်ရဲ့ဝင်ငွေနဲ့ရှင်းရင်ဘာမှကိုမဟုတ်ဘဲနဲ့အစမတန်ကွာခြားနေတယ်ဆိုတာကတော့ဒါရင်နာစရာကောင်းပါတယ်အဲ့တော့ကြီးမားတဲ့ကြားပြန်ကိုင်းတစ်ခုမှာဝန်ထမ်း100ကနေပြီးတော့900အထိရှိတတ်တယ်တချို့ကြားပြန်ကိုင်းအကြီးစားတွေဆိုရင်ဝန်ထမ်းအင်အား1000ကျော်ထိတောင်ရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဒါဝန်ထမ်းတွေကသူတို့ကအယုံသွင်းတဲ့နီလန်မျိုးစုံကိုသုံးပြီးတော့လူတွေကိုလိန်နေကြားပြန်ဝန်ထမ်းတစ်ယောက်ကလိန်လေပြီးတော့တစ်လောက်ဝင်ငွေဘယ်လောက်ရှာနိုင်လဲဆိုရင်အနည်းဆုံး$1000ပြီးရင်$9000ပြီးရင်$9000ကျော်ထိရှာနိုင်တဲ့သူတွေတောင်မှရှိတယ်ဆိုပြီးတော့သိရတယ်လိန်တာပေါ့နော်လိန်နိုင်တယ်ပေါ့နော်အဓိကတော့ဒါအမေရိကန်ကနေဒါပြီးရင်ဒါ UK ပေါ့နော်ဒီလိုနိုင်ငံတွေကိုပြစ်မှတ်ထားတယ်အဓိကဒီနိုင်ငံတွေကိုပြစ်မှတ်ထားတယ်ဆိုပေမဲ့ဒါကမ္ဘာတစ်ဝန်းမှာရှိတဲ့နိုင်ငံတော်တော်များများကလည်းကြားဖြန့်လိန်လည်ခံရတဲ့သူတွေအများကြီးရှိပါတယ်အဲ့တော့ကြားဖြန့်မှာဝန်ထမ်းအင်အားနည်းပါတယ်ဆိုတော့ကြားဖြန့်ဂိုင်းတစ်ခုမှတော့မှပဲသူကတစ်လဝင်ငွေ$တန်းနဲ့ချီပြီးတော့ရရှိလေရှိတယ်အဲ့တော့ကြားဖြန့်ဂိုင်းအကြီးကြားကြီးတွေဆိုရင်သူက10 million ပေါ့နော်50 million ဒီလောက်အထိကိုဒါဝင်ငွေရရှိနေတဲ့ဂိုင်းကြီးတွေလည်းရှိတယ်ဆိုပြီးတော့ဒါသတင်းတွေသိရပါတယ်အဲ့တော့သူတို့ရဲ့အလုပ်လုပ်တဲ့ပုံတွေပေါ့နော်အလုပ်လုပ်တဲ့ပုံတွေကလည်းဒါကျွန်တော်အချင်းချုပ်ပြောရမယ်ဆိုရင်မနက်စတာနဲ့သူတို့က meeting လုပ်လိုက်တယ် meeting လုပ်တာနဲ့သူက target ပေးတယ်ပေါ့နော်ဆိုတော့ဒီနေ့မင်းငွေဘယ်လောက်လိမ်ရမယ်ပြီးရင်တစ်နေ့လူဘယ်နှယောက်ဖမ်းရမယ်လူဘယ်နှယောက်လူကုန်ကူးရမယ်ဒီလိုပုံစံမျိုးနဲ့သူက target ပေးလိုက်တယ်ပေါ့နော်ပြီးရင်ဒါ fake account တွေသုံးတယ်fake account တွေသုံးပြီးတော့ဒါ Facebook တို့ Telegram တို့ WhatsApp တို့ပြီးရင် dating app တို့ဒီလို app တွေမှာသူက fake account တွေသုံးပြီးတော့လှပတဲ့ main ကလေးပုံတွေစီးပွားရေးလုပ်ငန်းရှင်ပုံတွေစသဖြင့်လူယုံကြည်အောင်ပေါ့နော်ဒီဟာကိုကြည့်လိုက်တာနဲ့ဒီ account ကိုကြည့်လိုက်တာနဲ့ဒီလူကယုံကြည်ရလောက်တယ်ဆိုတဲ့ပုံစံမျိုးပေါက်အောင်ဒါက account တို့မဟုတ်ဘူးဆိုပြီးတော့ပုံစံမျိုးပေါက်အောင်ပေါ့နော်သူကတိတ်ရှာကိုပြင်ဆင်ထားတာရှေ့ပိုင်းကာလတွေမှာဒီအကောင့်ကိုဖွင့်ပြီးချင်းမှာချက်ချင်းလိုက်လိမ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီအကောင့်ကိုနေ့စဉ်နဲ့မျှအသုံးပြုပြတာရှိတယ်အသုံးပြုဖို့အတွက်ဘယ်လိုပုံစံမျိုးတွေသုံးရမလဲပထမနေ့မှာဘယ်လိုပုံတင်ရမလဲဒုတိယနေ့မှာဘယ်ဆိုင်ကိုသွားပြီးတော့ဘာဓာတ်ပုံရရမယ်အဲ့ဓာတ်ပုံကိုဘယ်အချိန်မှာတင်ရမယ်အဲ့လိုပုံစံမျိုးကစနစ်တကျသေချာကိုပြင်ဆင်ပြီးတော့စီမံထားတဲ့ပုံစံမျိုးတွေရှိပါတယ်အဲ့တော့လူတွေယုံကြည်အောင်စီးပွားရေးလုပ်ငန်းရှင်ပုံစံမျိုးတွေခုနလိုပေါ့နော်လူတွေမျက်စိကျစေမဲ့ main ကလေးပုံစံမျိုးတွေဒီလိုပုံစံမျိုးတွေနဲ့အကောင့်တုတွေလှုပ်ပြီးတော့လူတွေရဲ့ယုံကြည်မှုကိုရအောင်တည်ဆောက်ကြတယ်အဲ့တော့လူတွေကိုမိတ်ဆက်တဲ့စကားပြောတဲ့တပတ်လောက်ကြာသည့်အထိပြီးရင်တစ်လလောက်ကြာသည့်အထိယုံကြည်မှုတွေတည်ဆောက်ဒါကနေ့စဉ်နဲ့မျှရင်းနှီးအောင်လုံးဝဗျာပြောမယ်ဆိုရင်သူ့ရဲ့စကားပြောပေါ်ဒါမှမဟုတ်တငယ်ချင်းဒီလိုပုံစံမျိုးယုံကြည်ရလောက်တဲ့အဆင့်ထိရောက်အောင်သူကအချိန်ပေးပြီးတော့ကိုသူကပြောပြတခါလေကြာရင်အရန်ရုပ်ပေါက်သွားတာမျိုးတွေမဖြစ်အောင်အတွက်ပေါ့နော်သူကသတိတရားနဲ့ပျောက်သွားတာမျိုးသတိတရားနဲ့လာပြီးတော့မေးအောင်တို့ဘာလို့စကားခေါ်တာတို့ဒါတွေကစအများကြီးလှုပ်ထားတာတွေ့ရတယ်အဲ့တော့ယုံကြည်လာတဲ့အချိန်မှာကြာမှာပဲသူကငွေကြေးလိမ်လည်မှုတွေစတင်တယ်ပေါ့နော်ဘယ်လုပ်ငန်းတော့လုပ်ဆရာရှိတယ်ဘယ်ရင်းနှီးမြှုပ်နှံမှုတော့ရှိတယ်အဲ့ဥစ္စာငါလုပ်ဖို့အတွက်ပေါ့နော်ငါလုပ်နေတာရှိတယ်အဲ့ဥစ္စာကငါအတွက်တစ်လဝင်ငွေဘယ်လောက်လောက်ရတယ်ပေါ့နော်အဲ့ဆိုသူကတော့လာပြီးဖိတ်ခေါ်တာမဟုတ်ဘဲနဲ့မြူဆွဲတဲ့ပုံစံမျိုးတွေလောက်တာမျိုးတွေတောင်ရှိတယ်အဲ့တော့လိန်ခံရတဲ့လူကကိုယ်တိုင်ကိုကြကိုသွားပြီးတော့လိန်ခံတဲ့ဟာမျိုးလည်းရှိတယ်ပေါ့နော်အဲ့ဆိုငါ့ကိုလည်းလှုပ်ဝေးပါအောင်ငါလည်းပါခြင်းတယ်ဘယ်လောက်ပမာဏလေးတော့စမ်းကြည့်မယ်ဆိုတဲ့ပုံစံမျိုးနဲ့စပြီးတော့လှုပ်တဲ့ဟာမျိုးတွေလည်းရှိသလိုသူတို့ဘက်ကနေအရင်စပြီးတော့ပေါ့နော်ဒီလိုမျိုးလိန်လည်မှုတွေအတွက်ငွေကြေးထည့်ဝင်ခိုင်းတဲ့ပုံစံမျိုးတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်တော်ကိုစနစ်ကျတဲ့ပုံစံမျိုးနဲ့လှုပ်ဆောင်ထားတာပါအဲ့တော့ဒီလိုမျိုးဒီကြားဖြန့်လုပ်ငန်းတွေမှာအလုပ်ဝင်လုပ်ပေးနေရတဲ့ခုနလုပ်သားတွေပေါ့နော်ဝန်ထမ်းတွေပေါ့နော်ဒီဝန်ထမ်းတွေကဒါတစ်နေ့ကိုခုနလိုမျိုးသူတို့ရဲ့ target ပြည့်မီအောင်လိန်လည်ရတဲ့အလုပ်တွေကိုလုပ်ရတယ်အဲ့လိုမျိုး target မပြည့်ဘူးဆိုရင်သူတို့ကိုရိုက်နှက်တဲ့အခန်းထဲမှာပိတ်တယ်အစာမကျွေးဘူးကျင်စက်နဲ့တို့တယ်ပြီးရင်အခြားနီလန်ပေါင်းစုံနဲ့နှိပ်စက်တယ်ဒီလိုပုံစံမျိုးတွေလည်းလုပ်ခံနေရတာဖြစ်ပါတယ်သူတို့ရဲ့တစ်နေ့လုပ်ချိန်က12နာရီကနေ16နာရီထိကိုဒါအလုပ်လုပ်ခိုင်းနေတာရှိတယ်လုံးဝအပြင်ထွက်ခွင့်မပေးဘဲနဲ့အလုပ်လုပ်ခိုင်းနေတာမျိုးတွေလည်းရှိပါတယ်အဲ့တော့အမေရိကန်သမ္မတထရန့်ကအခုလိုမျိုးလက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ဒီအမိန့်ကြောင့်မလို့မြန်မာနိုင်ငံပေါ်မှာဘာတွေရိုက်ခတ်လာမလဲပေါ့နော်ထရန့်ရဲ့ဒီအမိန့်ကကမ္ဘာတဝန်းက online လိမ်လည်မှုကြားဖြန့်ရာဇဝတ်ဂိုဏ်းတွေကိုနှိမ်နင်းမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်အဲ့တော့ဒီနိုင်ငံတွေထဲမှာမြန်မာလည်းပါဝင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစိတ်ဝင်စားနေရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပဲခြားတော့ဒါမိဘပြည်သူတွေအနေနဲ့လည်းစိတ်ဝင်စားနေတာတွေအများကြီးရှိပါလိမ့်မယ်အဲ့တော့မြန်မာမှာကြားဖြန့်ဘယ်လောက်များသလဲအားလုံးသိမှာဖြစ်ပါတယ်တချို့နေရာတွေမှာဆိုရင်ဒါနေဆက်ခုနပြောလို့ KK ပတ်တို့ပြီးရင်ဒီရွှေကုတ်ကိုတို့ပေါ့နော်မြောက်ရီတို့ဒီလိုနေရာတွေမှာပဲပြောနေကြတယ်ဆိုပေမဲ့အခြားမျိုးကြီးပြားကြီးနေရာမျိုးတွေမှာကအစပေါ့နော်ဒီကြားဖြန့်တွေကစစ်ကောင်စီရဲ့ကာကွယ်ပေးမှုအောက်မှာ
လုံးဝအေးဆေးဆေးနဲ့လှုပ်ရှားလို့ရနေတယ်ဆိုတဲ့အကြောင်းတွေလည်းအားလုံးသိပြီးဖြစ်ပါလိမ့်မယ်ဒါကြောင့်မို့လို့ကိုဒါကျွန်တော်တို့တွေကစိတ်ဝင်စားနေရခြင်းဖြစ်တယ်ဒါကြောင့်အမေရိကန်အနေနဲ့စုံစမ်းစစ်ဆေးမှုတွေနိုင်ငံတကာနဲ့ပူးပေါင်းဖန်ဆီးမှုတွေကိုမြန်မာနိုင်ငံပေါ်မှာပို့ပြီးတော့လှုပ်ဆောင်လာနိုင်ခြင်းရှိပါတယ်ဒီ scam center တွေနဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီတွေစီးပွားရေးလုပ်ငန်းရှင်တွေပြီးရင် data တွင်းအာဏာရှိတဲ့သူတွေကိုစီးပွားရေးပိတ်ဆို့မှုတွေပြောမယ်ဆိုရင်တော့ဒီ sanction တွေပို့ပြီးတော့လှုပ်လာနိုင်တယ်ဘဏ်ငွေလွှဲတာတွေခတ်လာမယ်နိုင်ငံတကာစီးပွားရေးဒါပို့ပြီးတော့ကန့်သတ်မှုတွေများလာမယ်ပြီးရင်နယ်စပ်ဒေသတွေမှာစစ်ရေးလုံခြုံရေးဖိအားတွေပို့ပြီးတော့များလာနိုင်ခြင်းရှိပါတယ်ဒီ scam center အများစုကနယ်စပ်ဒေသတွေမှာတည်ရှိကြတယ်ဒါကြောင့်မလို့နယ်စပ်ဒေသလုံခြုံရေးဖိအားတွေရှိလာနိုင်တယ်ကြားဖြန့်ခေါင်းစဉ်တက်ပြီးတော့လှုပ်ရှားတာမျိုးတွေလည်းကျွန်တော်တို့မြင်တွေ့ရနိုင်ခြင်းရှိပါတယ်နောက်တစ်ခုကလူကုန်ကူးမှုကိစ္စဒီလူကုန်ကူးမှုကိစ္စကလည်းအရန်ကိုမှဒါလူမဆန်တဲ့ကိစ္စဖြစ်တဲ့အတွက်ဒီနိုင်ငံတိုင်းကပေါ့နော်လက်မခံတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလူကုန်ကူးမှုကိစ္စတွေကမြန်မာနိုင်ငံမှာအများကြီးပဲဖြစ်ပျက်နေတယ်ဆိုတဲ့ဟာကိုသိလာတဲ့ခါကျရင်အာယုံဆိုင်မှုတွေလည်းအများကြီးခံရနိုင်ခြင်းရှိပါတယ်အဲ့တော့ကြားဖြန့်ကိုင်းတွေမှာဒီလူကုန်ကူးခံရတဲ့အလုပ်သမားတွေအတင်းအကျပ်အလုပ်လုပ်ခိုင်းခံရတာတွေဒါတွေကလည်းဒါတောက်လျှောက်ဆိုသလိုပေါ့နော်အင်တာဗျူးတွေသတင်းတွေမီဒီယာတွေမှာတောက်လျှောက်တက်လာနေတာတွေရှိပါတယ်အဲ့ကြားဖြန့်ကိုင်းတွေကနေပြီးတော့လွတ်မြောက်လာတဲ့သူတွေကစကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒီညှဉ်းပန်းနှိပ်စက်မှုတွေလောက်ခိုင်းတဲ့ဟာမျိုးတွေအတင်းကျပ်ခိုင်းစေတဲ့ဟာမျိုးတွေကိုအင်တာဗျူးတွေဖြေဆိုပေးနေတာတွေလည်းရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့လူကုန်ကူးမှုတွေအများကြီးဖြစ်ပွားနေပါတယ်ဆိုတော့နယ်စပ်ဒေသတွေကိုဒါလူအခွင့်အရေးအဖွဲ့တွေနဲ့နိုင်ငံတကာအစိုးရတွေကပို့ပြီးတော့စောင့်ကြည့်လာနိုင်ခြေရှိပါတယ်အဲ့တော့ဒီအခြေအနေတွေကမြန်မာနိုင်ငံရဲ့နိုင်ငံတကာပုံရိပ်ကိုထိခိုက်စေတယ်ငကိုနဲ့ကပုံရိပ်ကမင်းအောင်လှိုင်ကြောင့်မလို့ဒါပုံရိပ်မကောင်းဘူးဖြစ်နေပါတယ်ဆိုနေမှာပေါ့နော်အခုလဲမင်းအောင်လှိုင်ကြောင့်မလို့ထပ်ပြီးတော့ပဲပုံရိပ်ကကြာဆင်းရမယ့်အနေအထားမျိုးတွေဖြစ်လာတယ်အဲ့တော့ scam center တွေကိုဒါအမေရိကန်နဲ့ဥရောပနိုင်ငံတွေကဒီအရေးကြီးကိစ္စတစ်ပွဲစောင့်ကြည့်လာလိမ့်မယ်မြန်မာနိုင်ငံကို online ရာဇဝတ်မှုတွေလုပ်နေတဲ့နိုင်ငံဆိုပြီးတော့မြင်လာလိမ့်မယ်ဒီဥစ္စာတွေကယင်းနှီးမြုပ်နှံမှုတွေပြီးရင်ကမ္ဘာလက်ခီးသွားလာမှုလုပ်ငန်းတွေဒီဥစ္စာတွေပေါ်မှာအများကြီးပဲတက်ရောက်နိုင်ခြေရှိပါတယ်ဒါကတော့ဒါနိုင်ငံပေါ်မှာတက်ရောက်နိုင်ခြေရှိတဲ့အချက်တွေပေါ့နော်အဲ့တော့မင်း online ပေါ်တက်ရောက်နိုင်ခြေရှိတဲ့ဟာတွေကိုကတော့ဒါမင်း online ကပို့ပြီးတော့သိပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီကြားဖြန့်ကိုင်းနေနဲ့ဘယ်လောက်ထိသူဆက်နေပြီလဲသူသိတာပေါ့သူကလည်းသူသိတာပေါ့နော်အဲ့တော့သူအောက်ကရှိတဲ့ကောင်တွေကရောဒီလုပ်ငန်းကိစ္စရက်တွေမှာဘလို့တွေပါဝင်နေသလဲဘလောက်ထိတောင်ပါဝင်နေသလဲဆိုတဲ့ဟာတွေလည်းသူတေချာပေါက်သိပါလိမ့်မယ်ဒါကြောင့်မလို့သူဒီအန်နီယယ်ကနေလွတ်မြောက်ဖို့အန်နီယယ်ကနေလည်းလွတ်မြောက်ဖို့လိုတယ်သိရတဲ့အတိုင်းပဲအမေရိကန်ကလည်းအချက်လက်တွေနဲ့ဒါစော်လာပြီပေါ့နော်ပြီးရင်နောက်ဆက်တွဲအရေးယူမှုတွေပါလာတော့မယ်ဆိုတဲ့ပုံစံမျိုးတွေဒါအတန်လွှင့်လာပြီပြီးတော့တရုတ်ကလည်းတရုတ်စာနဲ့ပတ်သက်လို့ထဲထဲဝင်ပုံစံမျိုးတွေနဲ့လောက်ပြနေတာတွေရှိလာတာဖြစ်တဲ့အတွက်ပေါ့နော်သူ့မှာ PR တွေအများကြီးရှိလာလိမ့်မယ်ဒါကြောင့်မလို့ဒါသူဒီအပြစ်တွေကနေလွတ်မြောက်ဖို့အတွက်ဘယ်အဖွဲ့ကိုထိုးချရမလဲဘသူ့ကိုခေါင်းစဉ်တက်လိုက်ရမလဲငါဘယ်လိုမျိုးအလီပိုင်ပြမလဲဆိုတဲ့ဟာတွေကိုသူစဉ်းစားနေရတဲ့အခြေအနေမှာတော့ရှိနေမှာပါအဲ့တော့မြန်မာပြည်သူတွေကတော့မင်း online ပေါ်မှာအခုလိုမျိုးအရေးယူမှုတွေချက်ချင်းလက်ငင်းဖြစ်လာဖို့ဆိုတာမလွယ်ကူသေးဘူးဆိုပြီးတော့သိတာတောင်မှပဲမျော်လင့်တကြီးနဲ့စောင့်စားနေကြမှာအမှန်ပဲပေါ့နော်အချို့ဆိုလဲစုတွေတောင်းကြရတယ်ပေါ့နော်ဟာလှုပ်ချလိုက်စမ်းပါတော့ကွာဟာဗင်နီဇွဲလားသမ္မတကိုလှုပ်တယ်လို့မျိုးဒါလှုပ်ချလိုက်စမ်းပါတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုနေကြရလဲရှိပါတယ်ငါတို့ကတော့ဒါအီရန်ပြည်သူတွေလိုမျိုးလမ်းပေါ်ထွက်ကပြစ်မှာသူတို့ကကတာလောက်ပဲကတာငါတို့ကဂျွန်းတွေပါထိုးပြစ်မှာဆိုပြီးတော့ပြောနေကြတဲ့ပြည်သူတွေလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့တော့ဒီအခြေအနေတွေကဒါမင်း online အတွက်ဆိုရင်တော့ပေါ့နော်ဒါစစ်ရေးဆိုလဲသူ့အတွက်အကြီးကျယ်အကျက်ရိုက်နေတဲ့အနေအထားရှိတယ်တချို့နေရာတွေအခြေအနေကောင်းတယ်ဆိုပေမဲ့တချို့နေရာတွေကဘယ်တော့မှအခြေအနေကောင်းနိုင်ခြင်းမရှိတော့တဲ့အနေအထားပြီးရင်နိုင်ငံရေးဆိုရင်လည်းသူ့အတွက်အတိမတ်ပြုမှုအရန်ကိုလိုအပ်နေတဲ့အချိန်မှာတော့မှပဲဘလို့မှအတိမတ်ပြုမှုမရသေးတဲ့အနေအထားဒီလိုအနေအထားမျိုးကြောင့်မလို့စစ်ရေးနိုင်ငံရေးရောသူကြာရှုံးနေတဲ့အချိန်မှာကြားဖြန့်ရေးရပါဆက်လာတာဖြစ်တဲ့အတွက်ပေါ့နော်ဒါမင်း online တယောက်လုံးဝစစ်ရေးလက်ရေးနေနိုင်မှာမဟုတ်တဲ့အကြောင်းကိုဒီနေ့ကနေသုံးသပ်တင်ပြချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်